ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ကဒီမှာပြလာတဲ့လူ9ယောက်ကိုလက်မောင်းလှဲပြီးတော့အနိုင်ယူမှာဖြစ်ပါတယ်ဒါတော့ចောင်းသားတွေကို live bully တွေနဲ့မှန်ချောင်းကောင်သူ့အရင်ဆုံးကျွန်တော်တို့ကစလှဲရမှာဒါတော့ကျွန်တော်တို့စာတင်မေးနေចောင်းစရာဒါတော့ဂျင်ယူးယူးနေအကောင်ဗျာဝှေ့ထားတာကလက်ပြက်နဲ့ဒါတော့ Mafia Boss ရုပ်ကတော့တိတ်ချိုးမပြေဘူးဒါတော့လုံးဝနောက်ဆုံး Final Boss Champion ဖြစ်ပါတယ်ဒီကောင်နဲ့လက်မောင်းရှင်လဲဟိုကတော့မင်းမဖြစ်နိုင်တော့သေးဘူးအခုပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီဘူလီကောင်နဲ့ပြိုင်လှဲကြည့်အောင်ဗျာသိလားကဲနိုင်ပါမလား Let's go မေးမင်းကတွေ့ပြီမေးယောငါရှုံးရတယ်ကွာငါတိပြီငါ auto click ကတုံးမရမယ်လက်မောင်းလဲဖို့ဆိုရင်ပထမဆုံးအရေးကြီးတာတော့ကျွန်တော်တို့ရဲ့လက်တွေကိုတန်မာနေမှရမယ်အဲကြတော့ကျွန်တော်တို့ဗာလဲအလေးမရမယ်ဗျာအဲကြမှာကျွန်တော်တို့ရဲ့လက်တွေကတန်မာလာမှာဒီကောင်အခုဆိုရင်တော့အနိုင်ယူလို့ရတော့ပြီဘာလို့လဲဆိုတော့ကျွန်တော်က auto click ကလည်းရှိတယ်ဒီကားတော့မရတော့မင်းဒီကားတော့မရတော့မင်းကိုအေးစိနိုင်ရလားကောင်းပြီရဲ့မင်းရတဲ့ကျောင်းမှာနိုင်ချင်းတဲ့ဘူလီကိုမင်းနိုင်ယူရပြီပဲတဲ့တိတ်ပြီးတော့ကွန်ဖီကနေရှိမနေနဲ့တဲ့သူကတဲ့ငါ့ကိုကျောင်းမှာဆိုရင်နဲ့အားနေဆုံးပဲတဲ့မင်းနဲ့တကယ်တဲ့ challenge လိုချင်တာလားတဲ့ငါနဲ့လာပြိုင်လေတဲ့ဒါရသူနဲ့ပြိုင်ဖို့ဆိုရင်တော့မင်းဒီတက်ပို train မရမရအောင်ကျွန်တော်900ကျော်တော့ရှိနေဗျာဒါပေမဲ့မှန်က train မရအောင်မယ်ဒီ game ထဲမှာဒါတွေကဘာတွေရောဟျောက်ဥတွေကဘလို့ဖောက်အောင်ပါလဲယောလက်မောင်းလဲရနဲ့ဥနဲ့ဘာဆိုင်လို့လဲကွာမြေခွေးလေးရပြီဆိုရင်မြေခွေးလေးမွေးထားလိုက်မယ်နော်ကဲမကွာဒါပြီးကျွန်တော်တို့ចောင်းဆရာနဲ့ပြိုင်မယ်ចောင်းဆရာနဲ့ကတော့မင်းဘာမှတိတ်မခတ်ပါဘူးចောင်းဆရာလေးကျင်းရကွာတို့လည်းအစ်စ်အနိုင်လို့ရတယ်တိုက်လှုပ်တာyes ဒါပဲမရတော့ဟိုကောင်ရှုံးသွားပြီဟိုကောင်ကြီးရောကွာငါလည်းငရဲဦးစောက်ထိုးချတော့ပဲဆက်ရောက်ဟိုကောင်ကြီးဟုတ်တယ်ငါမရှုံနိုင်ဘူးကွာတဲ့ကျောင်းသားတယောက်ကငါ့ကိုအနိုင်ယူသွားတယ်တဲ့ဆရာရှက်ခွဲသွားပြီဒီကားတော့ကျွန်တော်ဂျင်ရက်နဲ့ချပြီပေါ့နော်ဒီကလေးကငါတို့ကျောင်းကဆရာကိုလည်းအနိုင်ယူသွားလားတဲ့ boss တဲ့ခင်ဗျားတော့တွေ့လိုက်လားတဲ့ဒါသူ့ရဲ့ boss ကွာတော်တော့ပြီရဲ့မင်းနဲ့ဆရာကိုအနိုင်ယူလိုက်တာပဲတဲ့ဒီကောင်လေးကဖြဲမယ်ဆိုရယ်ကောင်းနေကြည့်ပဲဟေ့အောင်ဟေးသူ့ဘယ်သူမှအနိုင်မယူဘူးတဲ့ငါအနိုင်ယူရမယ်ကွာမင်းကိုကျွန်တော်ရဲ့ border အနေနဲ့ video လေးကိုဆက်မသွားခင်မှာ Sailor Beach တွေက KI နဲ့ ACC တွေ Still Brain Roll တွေက Amaisa Brain Roll တွေနဲ့ Blood Fruit တွေက Medical Fruit စုံလေးတွေကို KSTTT မှာအားပေးနိုင်ပါတယ်အဲ့ဒါအပြင်မှာ Amaisa Blood Fruit ACC တွေလူကြိုက်အများများတဲ့ Robust တွေနဲ့ Mobile Legends တွေက Diamond PUBG တွေက UC တွေကိုပါ KSTTT မှာအားပေးနိုင်အောင်ပါ Facebook မှာ KSTTT Telegram မှာ KSTTT-Z နဲ့ UC Diamond တွေအတွက်ဆိုရင်တော့ KSTTT First ဆိုပြီးတော့တွားရောက်စုံစမ်းမေးမြန်းအားပေးလို့ရပါတယ်ကျွန်တော်ဒီမှာဈေးနှုန်းတွေဝါတိုင်းဆိုတော့ YouTube ကနေ ban မှာဆိုလို့ပါ KSTTT မှာအားပေးတာကျွန်တော်ကိုလည်း supporting ပေးရရောက်တဲ့အတွက်အဲ့ဒီမှာပဲတွားရောက်အားပေးကြဖို့တောင်းဆိုချင်ပါတယ်အကောင့်အဆင့်နဲ့အတူတော့တခြားခွဲပေါ့ဗျာကဲဆိုတော့ video လေးကိုစလိုက်ရအောင်ခေါ်တော့ Mafia Boss နဲ့ချဖို့အတွက်ကျွန်တော် Macan Train ရအောင်မယ်4,900ဆိုရင်ရပြီကဲလှုပ်ထားငါကောင်ရေးလှုပ်ထားဟဲ့ဒါကြီးကဘာသူတော့trainer ရဲ့ရောက်39 million strand အောင်မှ what the fuck ကြောက်စရာကြီးอ่ะဒီ trainer ငှားဖို့ဆိုရင်ငါတို့ကဖလား2,950,000တော့လိုရတဲ့နောက်ပြီးတော့ဒီမှာလက်သီးထိုးလေ့ကျင့်လို့ရတယ်ကျွန်တော်ကအခုမှဒီကနေစထိုးရမှာဗျဒီမှာလက်သီးထိုးလေ့ကျင့်ရမှာ400ဆိုဒီဘက်မှာထိုးလို့ရပြီ3000ပြည့်ဒီဘက်မှာထိုးလို့ရပြီ okay ဒါဘာအတွက်လေ့ကျင့်ရလဲတော့မသိဘူးလက်မောင်းလဲလို့မနိုင်တော့ဘူးဆိုလက်သီးနဲ့ထိုးခိုင်းရလားမသိဘူးတကယ်ပြဘာလို့ခိုင်းရလဲမသိဘူးကဲအခုကတော့ကျွန်တော်တို့ဒီ Mafia Boss နဲ့ရှင်ပြိုင်ရတော့မယ် Mafia Boss ကိုလည်းကျွန်တော်နိုင်နေပြီ easy မင်းမှာ chance မရှိဘူးကောင်းလေမင်းမှာ chance မရှိဘူးဖြစ်နိုင်တာကွာတဲ့အားဖြစ်နိုင်တာမဟုတ်တော့မင်းဒီမှာတယောက်ပြီးတယောက်ဖြုတ်လာတဲ့လား bully teacher General Mafia Boss တော့နောက်ဆုံး champion နဲ့ပြင်းရတော့မယ် champion နဲ့ပြင်းမို့ကတော့မင်းရခွန်က9သိန်းကျော်လိုတယ်ကွာနည်းနည်းရတော့မို့ချန်ပီယံအေးဘော်လေလူကောင်ကြီးအကြီးရွယ်ဆိုတော့ငါဒီတက်ပို့ပြီးတန်မာနေမှရမယ်ဟျောအလေးတော့အကြီးယူလိုက်ပြီအလေးတော့အကြီးတဲ့ share trade မိဟာ oh my god ရှိုးလိုက်ပြီးတော့ကျွန်တော်တို့ဥအစ်တွေဖောက်မယ်ပေါ့နော်တိုင်ဂါရပါတယ်ဒီကတော့ကျွန်တော်တို့ကြက်တူရွေးလေးရတယ်ပေါ့နော်စင်ရမှဖြစ်မယ်ကြက်တူရွေးလေးပဲရပါတယ်တိုင်ဂါရပါတယ်မစိုးပါဘူးနောက်တော့တိုင်ဂါတစ်ကောင်လောက်တော့မဟုတ်ဒီမမ်မို့ဆိုတဲ့စင်ရရင်ကောင်းတယ်မြောက်လည်းမစိုးပါဘူးကျွန်တော်ဒီပတ်တွေကိုကောင်းဆုံးပတ်တွေရွေးထားလိုက်ပဲပေါ့နော်ခွန်အားနည်းနည်းနဲ့တကောအနိုင်ယူလို့ရတာမသိဘူးထင်တော့မထင်ဘူးဒါပေမဲ့စမ်းကြည့်လိုက်မယ်အိုးကျဲတယ်ဟာဒီကောင်ကလည်းအိုးရောတော့ရှုပ်လို့မရဘူးသူတရောမရောက်ရေးမနိုင်ဘူးကငါရှုပ်သွားပြီမနိုင်ဘူးနေသူအနိုင်ယူဖို့တော့မင်းတခြား
ဒီချက်ပြန် train အောင်မရရင်ငါရဲ့အလေးတုံးရဘယ်ရောက်သွားတော့ကွာပြန်တော့ယူအောင်မယ်အလေးတုံးကြီးအိုးဟဲ့ဘာကြီးတော့မသိဘူးအိုမီဂါတဲ့ရောက်ကြီးဒီလက်ဆောင်နဲ့ရမသိဘူးရတာကြောင့်မှမိုး app ထဲကနေပြီးရတယ်အော်မိုက်တယ်ဟာကဲတစ်ခါတက်မင်း9,900တောင်တက်တာဟာဒီ pep ရဲ့ကျေးဇူးနဲ့ရပြီကျွန်တော်ဒီ champion နဲ့ပြိုင်လို့ရပြီဒီလားကျွန်တော် champion နဲ့ပြိုင်လို့ရပြီ champion တော့ကတော့ကွာမင်းခေါင်းထဲကိုထည့်ကြမလို့တော့ရောက်ကြီး yes sir နိုင်သွားပြီကွာကဲကျွန်တော်က champion နိုင်သွားပြီဆိုတော့ဒီကြောင်းကနေပြီးတော့ထွက်လို့ရပြီပေါ့နော်အဂျင်ကိုရောက်ပြီကွာကြောင်းအထွက်ဂျင်ကိုရောက်သွားတာဒီကကျွန်တော်ရင်ဆိုင်မဲ့ကောင်တွေကစောနာတဲ့ပို့ပြီးတော့ကြောက်စရာကောင်းလာပြီဒီ scrap trader ကိုကျွန်တော်နိုင်ပါမလားစမ်းကြည့်အောင်ဗျာလားကဲမင်းနဲ့ငါလည်းတွေ့ကြပြီပေါ့ကွာအော်အေးပါကွာအာငါရဲ့လက်တွေတစ်ချိန်လုံးတုံနေရတယ်ကျွန်တော်နဲ့ရှင်ပြန်ရလို့ရယ်ကဲဒီကတော့မင်းလဲပဲကောင်းလေးမင်းငါ့ကိုနိုင်ပါမလားကဲချ sorry ပါညီလေးငါရဲ့ခွန်ကမင်းတက်အများကြီးတာလို့နေဒီမှာကျွန်တော်5 million ဖြစ်သွားပြီဟဲ့လား10 million ဆိုတော့ကျွန်တော်တို့ဒီမှာစက်ရုပ်နဲ့ရှင်ပြိုင်လို့ရပြီပေါ့နော်ဒီကောင်ကြည့်လိုက်စက်ရုပ်ခေါ်နေလို့ cyber assassin နဲ့စက်ရုပ်လုံးကြံတက်ဖြတ်ရေးသမားမြန်မာလိုကြီးဖြစ်ကုန်ပြီနောက်ပြီးကျွန်တော်ဒီမှာလက်သီးထိုးလေးကျင်းလို့ရပြီပေါ့နော်အဲ့လက်သီးထိုးကလည်းကျွတ်စင်ကထိုး3သိန်းပြေးသွားပြီဒီဘက်ကိုပြောင်းထိုးအပြစ်မှသာဒါကြီးကိုထိုးရလက်တွေပေါက်ကုန်မှတေးကြတယ်တဲအိတ်ထဲမို့ကွာအဆူတွေတက်တာကြီးကြောက်စရာကြီး train ရမယ်10 million ဖြစ်အောင် train ရမယ်ကျွန်တော်တို့ပြီးတော့အော်အလေးတုံးအချမ်းစားကြီးယူလို့ရတယ်ကွာ oh my god အလေးတုံးအချမ်းစားကြီးနဲ့ train လို့ရတယ်ပြီးတော့ကျွန်တော်ရလိုက်ဖလိုက်နဲ့အပိုက်စားဥတွေဖောက်လို့ရတယ်ပြို့ကျွတ်စင်ကြီးဗျအာဘယ်လိုဖြစ်လို့မောင်ဖြစ်သွားလဲကွာနေပါဦးအဲ့တော့တက်သွားပြီဒီ9000ခွဲဟိုဟာဖောက်ကြည့်လိုက်မယ် Sun Rapid ယူထားလိုက်မယ် okay ကျွန်တော်တို့ကိုအော်ရ respawn လည်းလုပ်လို့မရဘူးကွာထွက်ပြီးမှပြန်ဝင်လိုက်မယ်ကွာကဲကျွန်တော်ပြန်ရောက်လာပြီပြုတ်ကျွန်တော်ပြန်ရောက်လာပြီဆိုတော့ဆွမ်းတော့ရလာတဲ့ပတ်တွေကိုကျွန်တော်ပြန်ယူအောင်မယ်အကြောင်းမှ fan လာမြန်ပါဗျပြီးတော့အလေးတုံးအကြီးယူမယ် okay ဒီအလေးတုံးအကြီးနဲ့ trade ရမယ်ပြီးရင်ကျွန်တော် cyber assassin ကိုအနိုင်ယူအောင်ပါနော်ကဲ cyber assassin မင်းနဲ့ငါနဲ့တော့တွေ့ကြပြီပေါ့ကွာမင်းတော့ကတော့စာအုပ်မဖွဲ့တာရောက်ရေးမင်းတော့ကတော့စာအုပ်မဖွဲ့တာကဲ cyber assassin ကိုနိုင်ယူလိုက်ပါပြီအော်သူ့ရဲ့လက်ကြီးကျွန်တော်ပေးရတဲ့ here take it အဲ့စိတ်ရုပ်လက်ကြီးနဲ့ကျွန်တော်ဘာလုပ်အောင်မလဲ train တဲ့အခါမှာ3စမြန်နေကွာဒါလေအိုးကျွန်တော်လက်တစ်ဖက်ကိုကြည့်တယ်စိတ်ရုပ်လက်နဲ့မိုက်တယ်ဟာကဲ train တဲ့အခါမှာ3စမြန်နေကောင်လေးကျွန်တော်ဒီ ripper dog ကိုနိုင်တော့လားစမ်းကြည့်အောင်ဟဲ့နေမောင်းဟာတန်းရှုံးသွားလားလို့ဟုတ်တယ်ဟဲ့တန်းရှုံးသွားတာဟဲ့လဲချိန်တော့မရလိုက်ဘူးကွာမရသေးဘူးဒီပုံစံတိုင်းနဲ့တော့မဖြစ်သေးဘူးမင်းအများကြီး train ရလေဦးမယ်ပြီးတော့ကျွန်တော်ဒီ2,500နဲ့ moon ad ဖောက်မယ်ပေါ့နော်ကျွန်တော်ဆွမ်းတော့ရဒီ moon bat ရတာဗျဒီခါလဲရပါမလားအိုး moon on ဟဲ့မိုက်သွားပြီကျွန်တော်ဒီကောင်တွေကိုတော့ကျွန်တော်ဟိုလှုပ်လိုက်တော့မသိတာဒလိလိုက်တော့မယ်ဟုတ်ဗျာအော်ငါနေတာမှားနေတာဟျောင်းရေးမှားနေတာဒလိရဒီမှာရပြီကဲအဲ့တော့ပတ်စံထက်ရှာပြီပြို့ပတ်စံကတော့ဒီကောက်ကိုနိုင်ဘယ်လောက်ရမလဲမသိဘူးခဏလေးဒီကောက်ပြန်ပြီးတော့အနိုင်ယူလိုက်အောင်မယ် sorry ပါတာကြီး sorry ပါကွာအော်ဟျောင်းကျွန်တော်အခုမှသိတယ်ဒီမှာကြည့်လိုက်အောင်ကျွန်တော်အခုမှသိတယ်ဒီမှာအားလဲနေနဲ့လက်တီးတဲ့ထိုးတာကွာကြည့်လိုက်လက်တီးတဲ့ထိုးတာဟေ့အောင်အော်အကြောင်းမလို့ကျွန်တော်ဒီမှာလက်တီးထိုးတော့လာ train ရတာဟိုမင်းဒါကြီးကတော့ညစ်လုံးပါတယ်ကွာကြည့်ဦးမင်းတို့လက်မောင်းလဲတာလေကွာလက်တီးထိုးတော့မဟုတ်လားမကြည့်တော့ထိုးပြီဒါထိုးတော့မဟုတ်ဘူးကွာစောနာမျက်နှာမှာပြတာမှထိုးတာနော်အေးပါကွာဒီကင်းကစားတယ်ကဲလာပြကျွန်တော်ဦးအစ်ဖောက်ရအောင်moon spider တော့ legendary တိတ်မမိုက်ဘူး moon spider legendary တိတ်မမိုက်ဘူးmoon out နှကောင်ထားလိုက်မယ်ပြီးတော့ကျွန်တော်တို့ train ရပါမယ်မှန်ကန်ကို train ရမယ်ပေါ့နော်တစ်ခါမလိုက်တာနဲ့9,82000တောင်တက်တယ်ဗျဒါနဲ့ကျွန်တော်ဒီ grip တစ်ခါမှမသုံးရသေးဘူးသိလား300 kg ရဲ့300 kg ရဲ့လေးတုံးမှပြီဒါမှကျွန်တော်ရဲ့လက်ဒီပို့ပြီးတော့တန်ပါလက်ချောင်းလေးတန်ပါဖို့အတွက်ဒီ grip ကလည်းအရေးကြီးရပဲကွာနော်ဒီမှာတော့လက်သီးထိုးလို့ရတယ်
တီးထိုးကျင့်မယ်ကွာဒီမှာ 2.3 million ဆိုဒီမှာ train လို့ရပြီပြီးတော့ဒီမှာ 3.7 million ဆို train လို့ရပြီ share ထိုးစမ်းကွာ10 million လောက်ထိရပြီ grip လေးချင်ပြီးွားရင်အလေးတုံးရင်မမယ်ဗျာလာကွာလေးတုံးရင်မမယ် river dog ကိုနိုင်အောင်ဆော့မယ်သူ156လောက်ဆိုရင်တော့ပြိုင်လို့ရပြီဒီ final boss ကတော့ 1.1 billion နဲ့အေးပါကွာကဲတွေ့ပြီဟေးမင်းနဲ့ကတွေ့ပြီ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 အေးယေနိုင်မရမယ်ကွာလှုပ်ထားအေးရှုံးလို့မရဘူးဘာကြီးတော့မသိဘူးကွာပေါ်လာတာနဲ့ဒီကောင်ကြီး auto clicker နဲ့တော့နိုင်မယူနိုင်ဘူးလားညပွဲရတော်ကြာနေပြီအောင်ရေးတကယ်အကျိတ်နေပဲဟိုကောင်ခုံက50 million ပဲရှိရတော့မနိုင်ဘူးက Oh my god ညဒီဘဲနဲ့ရှင်ပြန်ရတော်တော်ကြာနေပြီနော်ရပြီဟဲ့အောင်မရဘူးကတေတော့ပါငါရှုံးတော့ပါOh come on လောက်ထားကွာတိုက်လောက်တာသွားပြီဟဲ့အောင်ရေးကျွန်တော်ရှုံးရတယ်ဟာကျွန်တော်ရှုံးရတယ်ဘာဖြစ်လို့လဲမသိဘူးကျင်းတဲ့ကွာထပ်ပြိုင်မယ်လားကဲခင်ဗျားနဲ့ကျုံနဲ့တွေ့ကြသေးတာပေါ့ sorry ပဲ auto click ကောက်ထပ်တင်လိုက်ပြီ sorry ပဲထပ်ပြိုင်အောင်မလားရသေးတယ်ထပ်ပြိုင်အောင်မလားဟမ်ထပ်ပြိုင်အောင်မလားရှိုးလို့ထပ်ပြိုင်အောင်မလားရှိုးလာအောင်ပါအောင်ရှိုးလာအောင် sorry ပဲအော်ဒါနဲ့ကျွန်တော် trainer 9ရအောင်မယ်ဗျာတိတာ trainer 9ရအောင်မယ်ဒီကောင်ကို9လိုက်ကောင်းမလားဒီကောင်က strength ကကျွန်တော်ထက်တော့နည်းသေးရဲ့ဗျာနေတော့ကျွန်တော်ဒီ2ယောက်ထဲမှာဘယ်သူ့ trainer 9ရင်ကောင်းမလဲဒီကောင်ကို9လိုက်ရမလားသူ့9လို့တော့ရတယ်ကွာ okay ဟာယော114 million မှာ9လို့ရမှာကွာကျွန်တော်34 million ပဲရှိသေးတယ်နေဦးဗျာတော့ကျွန်တော်ဟိုကောင်ကြီးကိုအနိုင်ယူရအောင်မယ်ပွဲတိုင်းဒီကောင်တော့မှမင်း66 million နဲ့မှ trainer ငှားလို့ရပါတယ်အော်ဈေးကကြီးတယ်ကွာ trainer ငှားရတာနော်အနေဦးကွာကိုအလေးတုံးနဲ့ trainer ပဲပိုကောင်းမယ်ပြီးတော့ကျွန်တော်တို့ဒီမှာ rebate လုပ်လို့ရတယ်ဗောနော်15က9တော့ rebate လုပ်လို့ရတယ် 7.9 million ဆိုတော့ rebate ကတော့ share လုပ်လို့ရမှာဗျခုဆိုရင်တော့ကျွန်တော် rebate လုပ်လိုက်တာဘယ်လောက်တောင်ရောက်သွားပြီလဲတော့မသိဘူးကျွန်တော်မှရှိသမျှခွန်အားတွေအကုန်လုံးကတော့ကုန်ပြီဗျကဲပြန်ပြီးတော့ဟိုလောက်ရလဲဦးမယ်ပြန် train ရလဲဦးမယ်ကဲအခုကတော့နော်ခွန်အား 1.3 billion ဖြစ်သွားပါပြီအဲ့တော့ကျွန်တော်လက်သီးထိုးလေ့ကျင့်ရမယ်ဗျို့လားကဲလက်သီးထိုးမယ်share ထိုးမယ်ကွာလာကွာလက်သီး share ထိုးမယ်ကွာ100 million ကျော်သွားပြီကွာပြီးရင်ကျွန်တော်တို့ grip လုပ်မယ်ကွာလာ grip လုပ်မယ်လား grip လာကြိုက်တဲ့ grip ယူလို့ရလား master တဲ့လာကွာ master grip ကွာလာကွာညက်ကွာ100 million ကျော်ထိညက်ကွာ okay ရပြီဆိုကျွန်တော်ဒီကောင်ကြီးနဲ့ပြိုင်လို့ရပြီကဲတွေ့ကြသေးတာပေါ့ကွာမင်းနဲ့ငါဟလားပိုတန်ပါလဲကြည့်လိုက်ရအောင်ကွာဟာယောငါဘလို့ရှုံးသွားတော့ဟာဟဲ့ငါဘလို့ရှုံးသွားတော့အော်နိုင်မီလေးအေးလေဟုတ်တယ်လေerror တဲ့ရောက်ဒီကောင် error တက်သွားတာလည်းမဟုတ်မင်းနဲ့ငါမင်းကို AC နိုင်နေတဲ့ဒီကောင် error တက်သွားလို့လေရောက်စင်ကြီးစင်လက်တွေမပေးနဲ့လာရောက်နှစ်ခါပြိုင်မလားနှစ်ခါပြိုင်မလားရောက်မင်း error တက်တာလာလုံးနေနဲ့နော်တော်တော့ကဲ6ကောလက်ကောရပြီနော်ဒီမှာ6ကောလက်ကော IC door တဲ့ IC door ကောင်းလားမသိဘူး IC door ကောင်းတယ်ဟာမိုက်တယ် IC door မိုက်တယ်အဲ့တော့ pep တွေထဲမှာ IC door ရယ်ချာပတ်နှစ်ကောင်ရွေးထားလိုက်မယ်ကျွန်တော်တို့ဒီမှာဂျင်းကနေပြီးလစ်လို့ရတယ်တခြားပင်နေရာရောက်သွားရကြည့်လိုက်ရအောင်ကန်းကြီးပန်းလန်းဖြည့်ရောက်ပြီကဲကန်းကြီးမှာဆိုရင်တော့ကျွန်တော်တို့ဘယ်ကောင်နေနဲ့ရှင်ဆိုင်ရှင်းပြန်ရမလဲကျန်းနေဟာဒီမှာ kraken တို့ဘာတို့ငမန်းတို့ kraken တို့ရှေသူမဘယင်တို့
ဖတ်တီးပင်လည်းတမရတော့ကိုနဲ့တို့နဲ့ချမှာအဲ့ဒါတော့နောက်မှချတော့မယ်ဗျာဆိုတော့ဒီနေ့ရဲ့ဗီဒီယိုလေးကလောက်ပါဗျာဆုံးဖြတ်ကြည့်ပြကြအားလုံးကိုကျေးဇူးပါနော်ကျွန်တော်ဝတ်ထားတဲ့ပုံစံကြီးကကန်းချင်နေတယ်မလိုက်ဘူးကွာ